အားလုံးပဲမင်္ဂလာပါဒီနေ့တော့ EBS topic ရဲ့အခန်း6ဖြစ်တဲ့ကျွန်တော်ထူဝတ်နေမိတာကျွန်တော်ကထွန်ပါဆိုတော့ကိုမိတ်ဆက်တဲ့သင်ခန်းစာကိုအတူတူလေ့လာကြည့်ကြရအောင်နော်အားလုံးစတင်ပြီဆိုရင်ဆက်လိုက်ကြရအောင် 안녕하세요. ဟုတ်ကဲ့ဒါကတော့လေကိုရီးယားမှာအသုံးများဆုံးနဲ့အခြေခံကြားဆုံးဖြစ်တဲ့ယဉ်ကျေးတဲ့နှုတ်ဆက်စကားတစ်ခုဖြစ်ပါတယ် ဒီနေ့သင်ခန်းစာမှာတော့အဓိကအချင်းအပိုင်း၅ပိုက်ပါဝင်ပါတယ်ပထမဆုံးနှုတ်ဆက်ပြီးနာမည်ပြောတဲ့ပုံစံပြီးရင်နိုင်ငံနဲ့အလောက်ကင်ကြောင်းပြောတာအဲ့ဒါပြီးရင်တော့နိုင်ငံနဲ့အလောက်ကင်ဆိုင်ရာစကားလုံးတစ်လေးတွေလေ့လာကြမယ်အားလုံးပြီးသွားရင်တော့နောက်ဆုံးမှာပြန်ပြီးလေ့ကျင့်ကြမှာဖြစ်ပါတယ် ကဲဒါဆိုပထမဆုံးအပိုင်းကိုစားလိုက်ကြရအောင်ကိုယ့်ရဲ့နာမည်ကိုကိုရီးယားလိုဘယ်လိုမိတ်ဆက်ပြောဆိုမလဲဆိုတာလေ့လာကြည့်ကြမယ်နော် ကျွန်တော်က Twan 입니다. ဖြည်းဖြည်းလေးနောက်တစ်ခေါက်နော်ကျွန်တော်က Twan 입니다. နောက်ဆုံးတစ်ခေါက်ပါကျွန်တော်က Twan 입니다. ဟုတ်ပြီဒီစာကြောင်းရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်က Twan ပါဆိုပြီးကိုယ့်နာမည်ကိုမိတ်ဆက်တာဖြစ်ပါတယ် ဒီနေရာမှာတတိထားကြည့်ရမယ့်အချက်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့စာကြောအဆုံးက imnita ပါဒါကဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အရန်ရင်ကျဲတဲ့ကရိယာအဆုံးသတ်ပုံစံတစ်ခုမှာနာမ်တစ်ခုရဲ့နောက်မှာတိုက်ရိုက်ကပ်ပြီးသုံးလိုက်အောင်ပါပဲ ဟုတ်ပြီဒါဆိုဒုတိယအပိုင်းကိုဆက်သွားလိုက်ရအောင်အခုနကလေးလာခဲ့တဲ့ပုံစံခွက်လေးကိုပဲသုံးပြီးတော့လေဒီတစ်ခါကိုယ့်ရဲ့နိုင်ငံနဲ့အလို့အကင်ကိုဘယ်လိုပြောရမလဲဆိုတာဆက်ကြည့်ကြမယ် 베트남 사람이다. နောက်တစ်ခေါက်ဖြည်းဖြည်းလေးနော် 베트남 사람이다. နောက်တစ်ခေါက်ပါ 베트남 사람이다. ဒီစာကြောင်းကတော့ကျွန်တော်ကဗီယက်နမ်လူမျိုးပါလို့ကိုယ့်ရဲ့နိုင်ငံသားဖြစ်ကြောင်းပြောတာဖြစ်ပါတယ် ဒီမှာတတိထားရမှာကဆရမ်ဆိုတဲ့စကားလုံးလေးပါသူ့ရဲ့အဓိပ္ပာယ်ကလူပေါ့နော်ဆိုတော့နိုင်ငံနာမည်တစ်ခုရဲ့နောက်မှာဒီဆရမ်ဆိုတာလေးကိုထည့်လိုက်တာနဲ့အဲ့ဒီနိုင်ငံသားအဲ့ဒီလူမျိုးဆိုတဲ့အဓိပ္ပာယ်ကိုရသွားပါပြီ ကဲအခုမေးခွန်းပုံစံလေးကြည့်လိုက်ရအောင် 학생입니까?
အဖြေလေးကိုကြည့်ရအောင်အာနီယိုဝဲစာဝန်입니다ဖြည်းဖြည်းချင်းလိုက်ဆိုကြည့်ပါအာနီယိုဝဲစာဝန်입니다နောက်တစ်ခေါက်အာနီယိုဝဲစာဝန်입니다အတိတ်ဘက်ကတော့မဟုတ်ပါဘူးကုမ္ပဏီဝန်ထမ်းပါရီ ဒါဆိုတတိယအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့စကလုံးအသစ်လေးလေးတွေလေ့လာကြမယ်ပထမဆုံးနိုင်ငံနာမည်တွေကနေစလိုက်ရအောင်ပထမဆုံးကတော့မြန်မာနောက်တစ်ခေါက်မြန်မာနောက်တစ်ခေါက်ပါမြန်မာဒါကတော့အားလုံးပြတဲ့အတိုင်းကျွန်တော်တို့ရဲ့နိုင်ငံမြန်မာကိုကိုရီးယားလို့ခေါ်တာပါနောက်တစ်ခုကဟန်ကုတ်လိုက်ဆိုကြည့်နော်ဟန်ကုတ်တစ်ခေါက်နဲ့ဟန်ကုတ်ဒါကတော့တောင်ကိုရီးယားနိုင်ငံကိုပြောတာပါကဲတခြားနိုင်ငံနာမည်လေးတွေလည်းစစ်ကြည့်လိုက်ရအောင်တစ်ခုချင်းစီလိုက်ဆိုကြည့်ကြမယ်နော်ပထမဆုံးဗီယက်နမ်ဒါကဗီယက်နမ်ပါပြီးတော့နေပါပါထေဂူဒါကထိုင်းနိုင်ငံပါဖိလစ်ပိုင်ပါကမ်ဘောဒီးယားပါနောက်ဆုံးတစ်ခုကတော့အင်ဒိုနီးရှားဖြစ်ပါတယ် ဟုတ်ပြီကောင်းပါရဲ့ဒါဆိုအခုစတုထအပိုင်းကိုဆက်သွားကြမယ်ဒီမှာတော့ APS topic မှာအသုံးဝင်တဲ့အလို့အကင်နဲ့ဆိုင်တဲ့စကားလုံးလေးတွေကိုလေ့လာကြည့်ကြရအောင် ကဲပထမဆုံးစကားလုံးကခွဲစားဝင်နောက်တစ်ခေါက်ခွဲစားဝင်နောက်တစ်ခေါက်ပါခွဲစားဝင်ဒါကတော့ကုမ္ပဏီဝန်ထမ်းလို့အဓိပ္ပာယ်ရပါတယ် နောက်တစ်ခုကခီစုကြလိုက်ဆိုကြည့်နော်ခီစုကြတစ်ခေါက်နော်ခီစုကြဒါကတော့နီးပညာရှင်ပါ ကဲတခြားအသုံးများတဲ့အလို့အကင်နာမည်လေးတွေလည်းဆက်ကြည့်ကြမယ်학생ကျောင်းသား선생님ဆရာသို့မဟုတ်ဆရာမ의사ဆရာဝန်농부တောင်သူလယ်သမား어부တငါစီနောက်ဆုံးတစ်ခုကတော့운전기사ယာဉ်မောင်းတို့ပဲဖြစ်ပါတယ် ကဲနောက်ဆုံးအပိုင်းကိုရောက်လာပြီနော်အားလုံးပြန်လည်လေ့ကျင့်ဖို့အဆင်သင့်ပဲလားဒီနေ့လေ့လာခဲ့တဲ့စကားလုံးတွေစာကြောင်းတွေကိုအစအဆုံးပြန်ပြီးနှွေးကြည့်ကြရအောင်ကဲတခုချင်းစီကိုဖြည်းဖြည်းချင်းလိုက်ဆိုကြည့်ကြမယ်နော်ကိုရီးယားလိုတစ်ခေါက်ပြင်မြန်မာလိုတစ်ခေါက်ဆိုတော့ပါမယ်ဆက်မယ်နော် 안녕하세요 안녕하세요မင်္ဂလာပါ저는 투안입니다 저는 투안입니다 저너가 투안바 베트남 사람입니다 베트남 사람입니다 저너가 비엔남 루묘바 학생입니까 정달라 아니요 회사원입니다 아니요 회사원입니다 머호바보 꼬무니 웬탄바 미얀마 한국 다운코리아 회사원 꼬무니 웬탐 나우송트쿠 기술자 니피냐신 ဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်ကဲနောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်တောင်းမေတ္တမနာယော